ဖယားရဲ့ဂျေဇုတော်ရဲ့လွတ်လပ်စွာစီးဆင်းမှုကိုပိတ်ပင်သောအရာတစ်ခုဟာ worry ဆိုတဲ့စိုးရိမ်ပူပန်ခြင်းဖြစ်တယ်။အော်ဆရာရဲ့ကျွန်တော်လည်းဖယားကိုယုံကြည်ပါတယ်။ဖယားမဆမယ်ဆိုတာလေတကယ်ယုံကြည်ပြီးတော့စောင့်ခဲ့တာပဲလေဆရာ။မနှက်ပြန်ဆိုတော့မပေးရတော့မယ်ဘယ်မှာလဲမဆချင်းနဲ့ဖယားပြုတ်မဲ့လက်တော်ကြီးကိုတင်မျောတော့မျောလင့်နေပါတယ်။ဘာနဲ့မျောလင့်နေလဲဆိုတော့စိုးရင်ချင်းနဲ့မျောလင့်နေတာဆိုတော့ငါပေးလိုက်ပြီလေတဲ့ဘုရားသခင်ကဒါပေမဲ့ပေးထားပြီးသားအရာကျွန်တော်စီဘာလို့မရောက်တာလဲဆိုတော့ grace ကို flow မဖြစ်စေတဲ့အကြောင်းအရာကဘာဖြစ်နေလဲဆိုတော့ worry ဖြစ်နေတယ်ဆိုတော့ဒီညနေမှာဘုရားသခင်သင်ကိုစကားပြောတဲ့အရာတစ်ခုကပြောနေတဲ့အရာတစ်ခုကဘာလဲဆိုတော့သင်ရဲ့စိုးရိမ်စရာရှိသမျှအရာအားလုံးကိုလွတ်ချလိုက်ဖို့ဘုရားစကားပြောတာအင်္ဂလိပ်လိုဆိုရင် you have to let it go you have to let it go သင်မဆုတ်ကင်ထားနဲ့ let it go မှာဖယားရဲ့သင်ကိုတိတ်ချစ်တယ်ဆိုတဲ့အရာကအထင်းမှာနေရယူလို့မရဘူးဖြစ်နေလို့ဖြစ်တယ်ဖယားရဲ့မေတ္တာကိုတန်တရားရှိနေတဲ့၍ဖယားရဲ့ grace cannot flow into your life grace flow in worry free zone grace flow in a worry-free zone. Worry မရှိတဲ့နေရာမှာ grace စတင်တော့အလုပ်လုပ်လို့ရတယ်